အားလုံးပဲမင်္ဂလာပါရှင်ပေးရတဲ့ဈေးထက်တန်အောင်ပြင်ဆင်ထားတဲ့အခန်းလေးဖြစ်ပြီးတော့အရေးကြလဲဝယ်ယူလို့ရနိုင်တဲ့တောင်းကလာ VIP ကိုရက်ကွက်မှာရှိတဲ့တိုက်ခန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပြစီရှင်အခုရောက်ရှိနေတာလေးကတော့အေကန်လေးဖြစ်ပါတယ်ရှင်အေကန်ထဲမှာဆိုရင်ဆိုဖာစတီတွေထားရှိပေးထားမယ်ပြီးရင်အေကွန်တစ်လုံးလည်းထားရှိပေးထားပါတယ်ရှင်နောက်ပြီးတော့လို့ရှိရင်24နာရီမီးရရှိစေဖို့အတွက် inverter တွေကိုလည်းထားရှိပေးထားပြီးတော့ဒီဘက်မှာဆိုရင်လည်း TV စင်ရှိပါမယ်ရှင်အခန်းထဲကမီးဆိုင်မီးလုံးတွေဆိုရင်လည်းပဲ luxury ဆန်ဆန်အစင်တမ်းမြင့်မြင့်ပြင်ဆင်ပေးထားပါတယ်ရှင်အေကန်နဲ့တစ်ဆက်တည်းမှာတော့ဖျားကန်းလေးကိုတည်တံ့ထားရှိပေးထားတာဖြစ်ပြီးတော့ဖျားကန်းထွက်လိုက်မယ်ဆိုရင်တော့ဝရန်နာလေးရှိပါမယ်ဝရန်နာမှာတော့တမန်ဆက်ရှိတွေကိုလည်းတခါတည်း PC တက်ဆင်ပေးထားပြီးဖြစ်ပါတယ်ရှင်အေကန်ဝင်လာခြင်းရှောက်လန်းလေးမှာဆိုရင်လည်းပဲနိုင်ရကက်ဗီဒီယိုလေးတွေကိုတက်ဆင်ပေးထားပြီးတော့ print box တွေမှာဆိုရင်လည်းပဲတမန်လိုက်ကာတွေကိုတည်တည်ချာချာလေးတက်ဆင်ပေးထားတာဖြစ်ပါတယ်ရှင်ဒီတိုက်ခန်းလေးမှာအိတ်ခန်းနှစ်ခန်းပါဝင်ပါတယ်ဒါလေးကတော့ပထမအိတ်ခန်းဖြစ်ပါတယ်ရှင်ဒီအခန်းလေးရာဆိုရင်လည်းပဲလူ2ယောက်လောက်ကြဲကြဲဝန်းဝန်းနဲ့နေလို့ရတာဖြစ်ပြီးတော့နိုင်ရကက်ဗီဒီယိုတွေကိုလည်းပဲတည်တည်ချာချာနဲ့စနစ်တကျလေးတက်ဆင်ပေးထားတာဖြစ်ပါတယ်ရှင်ဒါကတော့ဒုတိယအခန်းလေးဖြစ်ပါတယ်ရှင်ဒီအခန်းလေးကပထမအခန်းတန်းပုံမကျဲဝန်းတာဖြစ်ပြီးတော့နိုင်ကက်ဗီဒီယိုတွေကိုဆိုရင်လည်းပဲပိုပြီးကြည့်တာလေးတွေတက်ဆင်ပေးထားပါတယ်ရှင်ပြီးတဲ့အခါကျတော့အေကွန်တစ်လုံးကိုလည်းအစင်းနဲ့တက်ဆင်ပေးထားတာဖြစ်ပါတယ်ရှင်ဒါကတော့ဒီတိုက်ခန်းလေးရဲ့ kitchen နဲ့ dining room ဖြစ်ပြီးတော့တည်တည်တက်တက်နဲ့ကြဲကြဲဝန်းပြင်ဆင်ထားတာကိုလည်းတွေ့ရပါတယ်ရှင်ဒီနေရာမှာဆိုရင်လည်း dining table ထားရှိဖို့အတွက်မီးဆိုင်ကိုလည်းအစင်းနဲ့တက်ဆင်ပေးထားတာဖြစ်ပါတယ်ရှင်ဒီ kitchen ထဲမှာဆိုရင်လည်းအင်ရှင်မတွေစိတ်ကြိုက်လွတ်လွတ်လပ်လပ်နဲ့ကြဲကြဲဝန်းချက်ပြုတ်နိုင်မှုအတွက်နိုင်ကက်ဗီဒီယိုတွေမိဖို့စဉ် cabinet တွေဘေးစင်တွေကိုလည်းပဲအစင်းနဲ့ထားရှိပေးထားတာဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုရင်လည်းပဲအိမ်သားနဲ့ရေချိုးခန်းတွေကိုတက်တက်စီခွဲထားတာဖြစ်ပြီးတော့ရေချိုးခန်းထဲမှာဆိုရင်လည်းပဲရေဘူးရေအေးစက်တွေနဲ့ရေပန်းတွေကိုလည်းစင်းနဲ့တက်ဆင်ပေးထားတာဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်လည်းမျက်နှာသေးသွားတိုက်လို့ဖို့တဲ့ကျွေးပေးစဉ်လေးတည်တံ့ထားရှိထားပြီးတော့အဝတ်လျှော်ဆက်အတွက်လည်းနေရာတည်တံ့လည်းစီစဉ်ပေးထားတာရှိပါတယ်ရှင်အနည်းချုပ်အနေနဲ့ဒီတိုက်ခန်းလေးရာဆိုရင်တောင်းကလပါမြို့နယ် VIP 9ရက်ကွယ်ဇာနီ10လမ်းမှာရှိပြီးတော့မျက်နှာစာ18ပေအနောက်ကို54ပေရှိသောတိုက်ခန်းလေးဖြစ်ပါတယ်ရှင် PCC ကြပြီးကိုပိုင်မီတာကြပြီးဖြစ်တာကြောင့်အစင်းသင့်နေရတော့တိုက်ခန်းလေးလည်းဖြစ်ပါတယ်ရှင်အယောင်ခေါ်စီအနေနဲ့ကတော့3990ကိုညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင်ဒီတိုက်ခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်လိုပါကချက်ပေါက်မှဖြစ်စေဖော်ပြထားတဲ့ဖုန်းနံပါတ်မှဖြစ်စေဆက်သွယ်မိမြတ်နိုင်ပါတယ်ရှင်